Okay, တော့ဒီနေ့ချိန်ပါဘောနော်ချိန်မှာပြောကြလေးစကားလေးနည်းနည်းရှိလာနေဗီဒီယိုလေးကြိုက်နေတာပေါ့နှစ်ခုရှိတယ်ကျွန်တော်တစ်ခုကကိုအထင်မကြီးပါနဲ့ဒုတိယတစ်ခုကအချိန်မဖြုံးပါနဲ့ကျွန်တော်ဆိုလို့ရှိရင်ချိန်တွေဖြုံးခဲ့ရရှိတယ်ကျွန်တော်ဘဝတန်းတစ်လျှောက်ချင်းဆော့တာမျိုးဆိုလို့ရှိရင် maybe အများဆုံး3လလောက်ပဲရှိမယ်ကျွန်တော်တက္ကသိုလ်မှာတုန်းကတကယ်ချင်းနေနဲ့တွားခဲ့တာရှိတယ်ဒါလည်း1ရက်2ရက်လောက်ပဲနောက်ကျောင်းပြီးသွားတဲ့ခါကျတော့လုပ်ငန်းခွင်တွေရောက်တယ်နော်ကျွန်တော်စီလဝါမှာအလုပ်သွားလုပ်တဲ့အချိန်တုန်းကတော့နှစ်ပတ်လောက်ရှိမှထင်တယ်ကျွန်တော်တကယ်ချင်းနဲ့သွားတယ်နောက်ပိုင်းအလုပ်က OT များလာပါညာနဲ့ကျွန်တော်ထပ်ပြီးတော့ချင်းမရောက်ဖြစ်တော့ဘူးအဲဒီကနေမှဗာဆက်ဖြစ်သွားလဲဆိုတော့ကျွန်တော်တို့ကရန်ကုန်မှာတင်တန်းနေပါသွားတက်ရင်းနေပေါ့နော်နောက်ဆုံး YouTube လုံးမယ်ဆိုတဲ့အချိန်မှာကစားပြစ်တာဆိုတော့ရှိမယ်အဲ့ဒီမှာလဲတစ်လကျော်ကျော်2လနီးပါးလောက်ဆိုတော့တက်တန်းတစ်ချောင်းမှာဆိုလို့ရှိရင်ချင်းဆော့တာကစုစုပေါင်းအကုန်လုံးပေါင်းမှာ3လလောက်ပဲရှိမယ်3လလောက်ပဲရှိမယ်အချိန်နေဖြုံးခဲ့တာပေါ့တကယ်တမ်းကိုရဲ့ခန္ဓာကိုယ်ကကြတော့အရင်ကြီးစိုးတဲ့အထဲမှာပါလားဆိုလို့ရှိရင်လည်းမပါဘူးအရင်ကြီးကောင်းသွားတဲ့အထဲမှာပါလားဆိုတော့လည်းမပါဘူးပေါ့လေတာမန်လို့ပဲပြောရမှာပေါ့လေတာမန်ထက်အောက်ကျမလားပါလားထားပါတော့တာမန်လို့ပဲပြောရမှာပေါ့အဲ့တာမန်ဆိုတဲ့ဟာတစ်ခုမှာကိုကပျော်မွေ့နေ comfort zone တစ်ခုမှာပေါ့ဒါပေမဲ့အဲ့တာမန်ဆိုတာဘာမှလုပ်လို့မရဘူးတာမန်ကိုဘယ်သူမှတိမမပြုတ်ခင်ဗျားတို့လည်းအခုဒီမှာကြည်နေတယ်လူတွေရှိမယ်တာမန်ဘဝမှာမနေပါနဲ့ comfort zone တွေမှာမနေပါနဲ့ကိုယ်ဆိုလို့ရှိရင်တော်တော်များများဂျင်သွားတဲ့လူတွေကသူတို့ဒါဘယ်လိုပြောမလဲလူတွေရဲ့ဘူလီလောက်တာခံရတယ်အဲ့ခါမျိုးမှာသူတို့ပြောင်းလဲသွားကြတယ်တချို့လည်းဒီအားကစားကိုကြိုက်နေတဲ့လို့လုံရင်းကနေမှအနေထားတစ်ခုတည်းရောက်လာတဲ့လူတွေလည်းရှိမယ်ပေါ့လေတာမန်ဘဝမှာနေတယ်ဘယ်သူမှလည်းမပြောဘူးဘယ်သူမှလည်းအဲ့လောက်ကြီးဘူလီမလုပ်ကြဘူးဆိုဒီတာမန်မှာမပြောပါနဲ့ comfort zone တွေကနေထွက်ဖို့လိုပါတယ်ဆိုတော့ဒါကတော့အချိန်ဖြုံးတဲ့အပိုင်းပေါ့နော်ကိုထင်ကြည့်တဲ့အပိုင်းဆိုဟိုတလောလေးရပဲကျွန်တော်ပြေးတဲ့လေ့ကျင့်ခန်းပြန်လောက်တာစိတ်ထဲမှာတော့ကိုထင်တာပေါ့ဒီအလေးတွေငါမားလိုက်လို့ရှိရင်အေးဆေးပါဘာညာဒီလောက်ကတော့ငါနိုင်ပါတယ်ပေါ့နော်တကယ်ဒီရောက်တော့ဒီမှာရှိတဲ့လူငယ်လေးတွေ14 56နဲ့လူငယ်လေးတွေလုံနေတာရတဝက်လောက်တော့ကိုကမလုံနိုင်ကိုတော့စိတ်ထဲမှာထင်ကြည့်ရပါဘောငါကလုံနိုင်မှာပါငါမနိုင်မှာပါဟိုတလောပဲဟိုဘောလုံးသွားကန်လိုက်တယ်ကိုပြေးနိုင်သေးတယ်ထင်တာအရင်ကလူမျိုးပဲပြေးနိုင်သေးတယ်လွှားနိုင်သေးတယ်ထင်တာတကယ်တော့မပြေးနိုင်တော့ဘူးဟောဟဲစိုက်ပြီးတော့ပြန်လာတယ်နော်အဲ့တော့လေ့ကျင့်ခန်းကိုပုံမှန်လုပ်ဖို့လိုတယ်ကျွန်တော်တို့ဒါ study တစ်ခုမှာပေါ့နော်လူတွေနေ့တိုင်းလုံးတင်တာထက်ကိုရော့ပြီးလုံနေတဲ့ဟာဆိုလမ်းလျှောက်တာပေါ့နော်တခြားလေ့ကျင့်ခန်းတွေမလုံနိုင်ဘူးဆိုတော့ဒီနေ့ကိုဒါလမ်းလျှောက်တာခြေလမ်း1000ဒီနေ့ခြေလမ်း1000လောက်လှမ်းပြီးတယ်ဆိုလို့ရှိရင်တော်တော်ကျန်းမာရေးအတွက် beneficial ဖြစ်တယ်ပြေးတာပါညာတော့ဒါဟို overweight ဖြစ်နေတဲ့သူတွေရှိမယ်တချို့အသက်ကြီးတဲ့သူတွေရှိမယ်ဆိုလို့ရှိရင်တော့သူတို့အနေနဲ့ joint တွေမှာပြဿနာတက်တာမျိုးရှိတယ်ပြေးတာလေ joint တွေမှာပြဿနာတက်တာမျိုးရှိတဲ့အတွက်ပြေးတာကတော့လူတိုင်းတော့ recommend မပေးဘူးเนาะတချို့ကနှလုံးနဲ့ပတ်သက်တဲ့ပြဿနာတွေရှိတယ်ဒါတော့တေချာလေးချိန်ပြီးလောက်ကြပါတော့ဒီနေ့ဗီဒီယိုမှာပြောချင်တာတော့နှစ်ခုတည်းပါအချိန်မဖြုံးပါနဲ့ကိုတီဆောက်လို့ရတဲ့အချိန်မှာစပြီးတော့တီဆောက်ထားပါအဲ့လိုတာမန်ဘဝမှာမပျော်ပါနဲ့ comfort zone ထဲမှာမနေပါနဲ့ပေါ့ comfort zone ဆိုလေ motivation ပေးသလိုပါညာဖြစ်နေကိုကတက်ဖြစ်နေတယ်ကိုဘယ်သူမှလာပြီးတော့မတိုက်ခိုက်ကြဘူးမတိုက်တွန်းကြဘူးမပြောဆိုကြဘူးဆိုတဲ့အချိန်ကဒါကိုရဲ့ comfort zone ပဲလေအဲ့ဒီ comfort zone ထဲမှာအကြာကြီးမနေပါနဲ့ကိုတီဆောက်เสียရှိတာကိုတီဆောက်သွားပါပြီးတော့ကိုလည်းထင်မကြည့်ပါနဲ့ကျွန်တော်ပြောခဲ့တဲ့အချိန်မှာကျွန်တော်ဟိုတနေ့ကဘောလုံးတော့ကန်တယ်တအားမောဟိုက်ပြီးတော့ပြန်လာတယ်ဂျင်ပါဆိုလို့ရှိရင်ဒီ၄လောက်ကိုငါမနိုင်မှာပါညာထင်တယ်တကယ်တမ်းတော့မနိုင်ဘူးတော့အဲ့ဒီဟာတွေရှိတယ်ပေါ့လေတော့ကိုလည်းအရင်ကြီးထင်မကြည့်ပါနဲ့တကယ်တချို့အလုပ်တွေကတကယ်လုပ်ကြည့်မှသိတာပါဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲကျွန်တော်ဆိုလို့ရှိရင်အချိန်ကြီးဖြုံးခဲ့မိတယ်ကိုလည်းထင်ကြည့်ခဲ့မိတယ်ပေါ့လေခင်ဗျားတို့မှဒီလိုမျိုးမဖြစ်ပါစေနဲ့ဆိုတော့နေ့ဗီဒီယိုကဒီလောက်ပဲဒီမှာကျွန်တော်ဆိုလို့ရှိရင်လေ့ကျင့်ခန်းလုပ်ရတာအခက်အခဲတွေအများကြီးရှိတယ်ဘောလုံးတွေကန်တယ်ငယ်လေးတွေကမှ9တန်းလောက်တည်းကလူကြီးတွေဝင်ကန်တာမျိုးတွေဆိုတော့အဲ့မှာလည်းဒဏ်ရာတွေအများကြီးရခဲ့တယ်ဒီလက်ကောက်ဝစ်တွေထောက်ချထားတာရှိတယ်ချင်းခတ်တယ်ဒီပခုံးလွဲထားတာရှိတယ်ဆိုတော့ရှိုးတော့လေ့ကျင့်ခန်းတွေဆိုလို့ရှိရင်တော်တော်လေးဒုက္ခရောက်တာမျိုးရှိတယ်အဲ့တော့လေ့ကျင့်ခန်းတွေစလုပ်မယ်ဆိုလို့ရှိရင်လည်း injury မထိအောင်เนาะအားကစားတွေလုပ်တဲ့အခါမှာလည်း injury မထိအောင်ကိုကာကွယ်ထားပါအခုဒီမှာလက်အိတ်ပေါ့နော်ဝတ်ထားရတယ်ဒီလက်ကောက်ဝစ်တွေကဒါမပါလို့ရှိရင်လေ့ကျင့်ခန်းမလုပ်ရဘူးကျွန်တော်ဘောလုံးတွေကန်တယ်တက်ကတူရောက်တော့
အဲလက်ကောက်ဝတ်တန်ရာတက္ကသိုလ်မရောက်ခင်မှာတည်းရလာတက္ကသိုလ်မှာဘောလုံးကန်တော့ဒီဘက်လက်မှာအငဲတန်းပတ်တီးလေးပတ်ထားတတ်တယ်အဲပတ်တီးမပါရင်မကန်ရဲဘူးလက်နဲ့ထောက်ကြမလားပါညာတော့ဘောလုံးအဲ့လိုမျိုးမကန်ရဲဘူးရှိတယ်ပေါ့နော်ဆိုတော့အားကစားလုပ်တဲ့ချိန်မှာလည်းဒါ injury ကိုတော်တော်လေး cue ဆိုင်ပါ form မှန်နဲ့ကစားပါလို့ပြောနေပဲပြီးရဲနှုတ်ဆက်ပါတယ်ဆိုတော့ထုံးစံတိုင်းပဲ stay positive do the whole and make it happen